ညီမလေးမင်္ဂလာပါမမကအရင်မနာကြီးရနော်တဲ့ညီမတို့ကတော့အရင်ချစ်လို့အမြင်အားပေးပြီးကြည့်နေမိတာဟုတ်သေးပါဘူးအရင်မနာကြီးရပြောရဆိုတော့မဟုတ်သေးပါဘူးမေးကြည့်လိုက်ပါမမစမ်းတယ်မအောင်တမရလဲအခုပေါ်လာတယ်နော်အဲ့တော့ညီမလေးမမကိုအမကိုနော်မနာကြည့်တယ်လို့ပြောလို့ရှိရင်အရင်ကိုမှားသွားပြီမထက်ဒီနာမီးလေးတွေဖွင့်လိုက်ပါဦးဒီလဲလျှောက်လဲမီးလေးမှောင်းနေလို့ဒီမှာမှောင်ရိပ်ကြနေပါနော်အဲ့တော့လေဘလို့မှမာနမကြည့်ရလူတိုင်းသိပါတယ်မာနဆိုတာအမခန္ဓာကိုယ်မှာမရှိဘူးမာနနဲ့အမနဲ့အဝေးမာနနဲ့အမနဲ့ဟိုစက်ညင်ဘက်လို့ဒီလိုလှည့်နေတာဟိုပါပေါ့နော်တကယ်တည်းငါပေါ့နော်အမတငယ်ချင်းတွေကလည်းပြောတယ်တငယ်ချင်းတွေဆိုတာဒီကျောင်းကတငယ်ချင်းတွေဟို state ကတငယ်ချင်းတွေနောက်ပြီးတက္ကသိုလ်ကတငယ်ချင်းတွေပေါ့နော်အဲ့လိုမျိုးဆိုstate ကတငယ်ချင်းတွေလည်းအဲ့လိုပဲ state ကျောင်းတော့မှာတော့ဟိုချောရဲငါနင့်ကိုခေါ်ချင်တာဒါပေမဲ့နင့်ပုံစံကြီးအရန်မာနာကြီးတယ်လို့ခက်တီတီတယ်မို့လို့ငါတို့ကမခေါ်ရဲတာstate ကျောင်းအဲ့လိုပဲတက္ကသိုလ်မှာဆိုရင်လည်းချောအဝေးတင်နဲ့ပြီးခဲ့တာဟိုအဝေးတင်တက်ခဲ့တာဟိုအဝေးတင်နဲ့ပြီးခဲ့ဆိုတော့အဝေးတင်တက်တော့ကလည်းဆိုတော့လူခဏတွေ့ခဲ့တာပူတော်ဆိုးမှာပေါ့နော်ကို state ကျောင်းကstate ကျောင်းကလူတွေအောင်လို့ထင်တယ်ဆိုတော့လေအဝေးတင်ဆိုတာခဏပဲတက်ရတာဟိုတစ်လနှစ်လလောက်ပဲတက်ရတဲ့နေရာဆိုတော့သူတို့တွေဆိုပူတော်ဆိုးသေးရဲ့ချောအဲ့လိုမာနကြီးရင်မာနတကယ်တမ်းကအမကမာနမကြည့်ဘူးညီမလေးမာနမကြည့်အမကိုမြင်တာအမကရှင်းပြရင်ဟိုကိုနဲ့မခင်လို့ကိုနဲ့မသိဘူးဆိုကိုအမခက်တီတီနေတဲ့ကိုဘယ်လိုပြောမလို့ကိုတိုင်းမှာကိုလုံးဆရာရှိရလောက်တာခက်တီတီနေဆိုတော့လေကိုလုံးဆရာရှိရလောက်ကိုလုံးပြီးတော့အဲ့လိုကိုခက်တီတီနေလိုက်တာအဲ့လိုမျိုးလေးပေါ့နော်ဟိုတိတ်ပြီးတော့အဖော်လည်းတိတ်မမတ်တာပါတယ်မတိတ်ပြီးဖော်တိတ်မမတ်တာအားကြောင့်မလို့ကိုခက်တဲ့နေတော့အဲ့လိုမျိုးမအောင်အဲ့လိုထင်တာတကယ်တမ်းကအမကလုံးဝမာနမကြည့်ဘူးအမနဲ့ပေါင်းနေတဲ့သူတွေဆိုအတိဆုံးအမအရင်ချစ်တတ်တယ်အရင်မင်တယ်အရင်ခင်တတ်တယ်ပေါ့နော်အဲ့လိုချစ်ပြီးသွားပြီဆိုရင်လေကိုကမဒီချစ်တယ်ဆိုတာဒီကိုနဲ့အပေါင်းသေးပေါ့နော်မိတ်ဆွေတငယ်ချင်းတွေကိုကချစ်ပြီးသွားရင်လေအဲ့လူတယောက်ကိုလေကိုရှေ့မှာသူများမကောင်းပြောလို့မရဘူးအဲ့လိုအပြည့်အဝကာခွဲပေးရမျိုးကို तू မကောင်းနေအောင်တော့ကိုရဲ့တငယ်ချင်းကမကောင်းနေအောင်တော့ကိုတငယ်ချင်းကိုမကောင်းပြောလို့မရဘူးကိုတငယ်ချင်းကိုဟိုမကောင်းငါတငယ်ချင်းကိုအဲ့လိုမပြောနဲ့ဆိုပြီးတော့ကာကွယ်ပေးရဲ့လူကိုရကြမှာတငယ်ချင်းနဲ့ဒါလေးဒီလိုလေးမှားလို့နော်ကိုကအဲ့လိုမျိုးကိုအမုန်းခံပြီးတော့ပြန်ပြီးတော့ဟိုဘက်ကိုပြန်ပြီးတော့ကိုကပြန်ပြောပေးတယ်တစ်ဖက်ကိုကြတော့ကိုတငယ်ချင်းမကောင်းနေတော့မကောင်းပြောလို့မရဘူးအဲ့လိုအပြည့်အဝကာကွယ်ပေးတတ်တဲ့လူမျိုးချစ်ပြီဆိုရင်အဲ့လိုချစ်တယ်ပေါ့နော်အဲ့တော့မာနမလုံးဝမကြီးပါဘူးညီမလေးရဲ့တကယ်တမ်းကမမျက်နှာကြီးကွာကိုအဲ့လိုပုံစံဒါပေမဲ့အဲ့လေပေါ့နော်အဲ့လိုအေးပေါ့ဘလို့ထေလဲတော့မသိဘူးတကယ်တမ်းကညီမလေးထင်တယ်လို့မဟုတ်ပါဘူးမာနနဲ့အမနဲ့ဆိုတာလုံးဝစက်ညင်ပဲကြီးပါတယောက်နဲ့တယောက်ကြောပေးထားတာမျိုးပါညီမလေးရေလုံးဝမကြီးပါဘူးမမကိုလိုင်းပေါ်မှာကြည့်ပြီးတော့ချစ်ပေးရတဲ့အတွက်ကြောင့်အမအရင်ချစ်ပါတယ်အရင်ချစ်လို့အမြဲအားပေးပြီးကြည့်နေမိတယ်ပိုပြီးတော့မှချစ်သေးတယ်ချစ်တယ်နော်ညီမလေးကျေးဇူးများတင်ပါတယ်